portion ပေါ်လို့ခေါ်တဲ့အလိုလျောက်တစ်ပတ်ဆိုရင်တစ်ပတ်ပေါ့နော်25 ml ဆိုရင်25 ml 30ဆို30 ml အဲ့လိုအလိုလျောက်ချပေးတဲ့ device လေးတွေရှိပါတယ်နေရန်ကတ်တို့စုံလေတို့အဲ့လိုမျိုးအမျိုးမျိုးပေါ့နော် automatic ကြပေးတဲ့ဟာလေးတွေကိုလေ့လာကြည့်ကြရအောင်ပလင်းမှာရစ်ပြီးတော့ထည့်လိုက်ရုံပါပဲထည့်ပြီးသွားရင်နေရန်မှာတွဲကတ်လိုက်တဲ့ခါမှာအဲ့ဒီ30 ml အခန်းလေးတွေကိုအရက်တရကျလာပါတယ်အဲ့ဒီ plastic ကိုဖိလိုက်ရင်အရက်တစ်ပတ်ပေါ့နော်ကျလာမယ်ပြန်လွှတ်လိုက်ရင်အပေါ်ကနေနောက်တစ်ခါချဖို့အတွက်အရက်ထက်ရောက်လာပါတယ် Simple to use and is ideal for brand promotion. ball ပါတဲ့ပလင်းတွေကြတော့ adapter ခေါင်းတစ်ခုလိုပါတယ် Measure to fit into adapter. Available in different sizes. Simply push or turn on the bottleneck and turn to upside down position. ပလင်းမှာဘောမပါဘူးဆိုရင်တော့အဲ့ဒီ adapter မလိုပါဘူးဒါလိုက်တန်းပြီးတော့ဆွတ်လိုက်ရုံပါပဲ To right angle. Simple, quick, and အဲ့ဒီ automatic ခေါင်းလေးဘယ်လိုလုပ်လဲဆိုတာကိုရှင်းပြတာကိုကြည့်လိုက်ကြရအောင်သူ့ရဲ့လိုက်နာမယ့်စီကံကတော့45နဲ့60ဒီဂရီတိမ်ဆောင်ပြီးထည့်ဖို့အရေးကြီးပါတယ် Their favorite drinks taste like their favorite drinks. Not too strong or too weak. I like that it eliminates overpouring, spills, and waste. Deliver the goods like precision pour. Now, I'm no scientist, so I can't give you the full ins and outs of how it works, but I do know this. Precision pour has a patented 3-ball system. The third ball bearing guarantees accuracy and a smooth pour. ကဘာဆွဲအားနဲ့ဘောလေးတွေကိုချိန်ထားပြီးတော့လိုအပ်တဲ့ပမာဏရောက်တဲ့ခါကျရင်အပေါ်ကဘောလေးကရက်ကျတဲ့နေရာကိုပိတ်သွားပါတယ်အဲ့တော့အလိုလျောက်ပါ Is made from a solid piece of surgical plastic, which guarantees that the ball bearings can't fall out and into the bottles. There's a precision pour spout for pour to work is turn the bottle in a natural motion to about a 45 to 60 degree angle.